ဒီနေ့ဗီဒီယိုမှာတော့99 in the forest ထဲမှာဒဏ်ရာရနေတဲ့ DI ကိုကယ်တော့မှာဖြစ်ပါတယ်ပုံမှန်ဆိုရင်ဒီဘက်ကကျွန်တော်တို့အမြဲတမ်းတိုက်ခိုက်နှောက်ယှက်နေပေမဲ့သူ့ကိုကယ်ပြီးရဲ့နောက်ပိုင်းမှာတော့ကျွန်တော်တို့ဘက်ကနေပြီးကူတိုက်ပေးမှာပေါ့နော်ဒီကောင်ရဲ့ဒဏ်ရာဘယ်လိုရသွားမှလည်းမသိဘူးနော်ကြည့်ရတော့သူကြောက်နေတဲ့ပုံစံပဲဟိုကောင်အပေါ်ဝါရောတောင်းမင်းနဲ့သွားပြီမင်းတော့အေးအိုးတုံးချက်တောင်မှဒီလိုကြောက်ရတယ်တနာပါတယ်ကွာနော်အော်ဒီကောင်အငိုင်းမိသွားတာသူဘေးကိုရှာနေတဲ့ကောင်မှာအပေါ်ကနေဟိုကောင်ကရောက်လာပြီးတော့သူ့ကိုပြင်းသွားစိတ်ပူပါနဲ့ငါတို့မင်းကိုကယ်ပေးမှာပါကဲမြင်းနေတိုင်းပဲကျွန်တော်တော့ side board ကြီးဝယ်ထားပါတယ်အိုးရော side board ဝစ်စုံကြီးနဲ့လမ်းချက်ပဲရောင်ကြီးအော်ရောင်ဒီ update ကဟုတ်တယ်ဒီ DR ကြီးကိုကျွန်တော်တို့ကယ်တင်ရမှာဒီခါဒီဘက်ကကျွန်တော်တို့ရံမပြုတ်နိုင်တော့ကဲအရင်ဆုံးအနေနဲ့ကျွန်တော်တို့တစ်ခုတ်ပါမယ်ရဟိုဘက်လှုပ်တော့မလှုပ်တာဟိုနှကောင် line လုံးမကောင်းကျွန်တော်ပဲလှုပ်เสียရှိရလှုပ်ရပါဒါစမ်းပြစ်လိုက်မယ်နော်အိုးတစ်ချက်တည်းရောင်ကြီးကဲလာဟောဒီကောင်ငါးနာရစ်တီလာတော့ကဲဒါလေးကိုတော့ကျွန်တော်နောက်နေ့မှ trade ရမယ်အော်မဟိုကူကြီးမှာကျွန်တော်ခလေးတော့ခဲ့လို့ရရင်နော် site ဘယ်လောက်ဆွမ်းလဲဆိုတော့ပြရတော့မယ့်ချိန်ရောက်လာပြီဟေးရောက်နေဦးကျန်းလိုက်တဲ့ damage ကွာရော့အိုးထိတယ်ဘေးကကောင်တွေမှာထိကဲ okay ပြီးပါကလေးမကယ်ခင်ရေးကြည့်တာတော့တက်တာဖွင့်ရမှာဖြစ်ပါတယ်ပြီးရင်ကလေးကိုအိတ်ထဲထည့်မယ်လိုအပ်တဲ့အသားပြားအကြီးကြီးယူသွားလိုက်မယ်ပြီးရင်တော့ scan ပြန်မယ်ကဲလာဗျာကလေးတယောက်ကတော့ကယ်ပြီးသွားပါပြီဟေးဒီကောင်ဘလို့ဖြစ်နေရလဲline မကောင်းတာထင်တယ်ငါကောင်လေးအကုန်လုံးတိုင်ပတ်နေကြဘော်ရောင်းအနေနဲ့ Glory Garden ထဲမှာရှိတဲ့အခုလိုမျိုး pub တွေနဲ့တခြားသော pub တွေစုံလင်အပြင်99 in the forest ထဲမှာရှိတဲ့ Diamond Pavita ACC တွေကို KSTTT မှာအားပေးနိုင်ပါတယ်အဲ့ဒါအပြင် Steely Brain Rot ထဲမှာရှိတဲ့ Secret Brain Rot တွေနဲ့ Bluff Ray Miser ACC တွေအပြင် Robot တွေကိုပါအားပေးနိုင်အောင်ပါ Telegram မှာ KSTTT set နဲ့ Facebook မှာ KSTTT လို့ရိုက်ရှာပြီးတော့တားရောက်စုံစမ်းမေးမြန်းအားပေးလို့ရပါတယ်မြေပုံကြီးကအခုဒီအချိန်ကြီးမဟုတ်သေးဘူးကဒီညကတက်တာထဲမှာကျွန်တော် good set တို့ပါကိုရလောက်တယ်ဒီလားပြီးတော့ကျွန်တော် benefit လည်း trade ရအောင်မယ်လေကဲရတာယူဒီရဲထည့်မယ်ပြီးရင်ကျွန်တော်တို့ဒီbenefit ကို trade ရမယ်good set ခဏဆောင်ဘာရမလဲမသိဘူးgood x ပဲရတယ်တန်တိုတန်စားတွေလိုက်ကောက်ရမယ်ကျွန်တော်တို့ဒါမြေပုံကြီးကမကျဲသေးတော့ explore ကတိတ်ပြီးမကောင်းဒီပေါ်မှာတော့ flashlight တို့ဘာလို့ရှိမှာပဲเนาะဒါပေမဲ့ကျွန်တော်မှရပြီးသားဆိုတော့မလိုတော့ထင်တာပဲဟိုကအိမ်ကိုတော့တွားလို့ရသေးရဲ့ဗျအိုးဓာတ်စီရပါရပြီ nice